လိုက်ရင်ဖြင့်စီတယ်လို့လည်းမထင်နိုင်အော်စီတယ်လို့မထင်နိုင်ဘာလို့အဲ့ဒီပကန်းပွဲကြီးမှာပကန်းသားမမောင်ကျော်မပိုင်ပဲနည်းနဲ့မှာ ဟောကြောပါမရှိဘူးမဲရရောင်းရင်တို့ဘာများဟောဒီပွဲတော်ကြီးမှာခမရတို့ကျုပ်တို့ဟောဒီကမောင်ကျော်တို့မပိုင်ဘယ်ပွဲစီလိုက်ဘယ်စီလိုက်ပဲမဲရပြောပါလို့ပွဲစီတယ်ဒါနဲ့ဒီပွဲကိုကြီးကျုံပလီတာမဟုတ်ပါဘူးမောင်မရဲ့ညာတော့တာနည်းနည်းများသွားလို့ပါ